Hello အားလုံးပဲမင်္ဂလာပါအိမ်ထောင်ကြီးတစ်ခုမှာဘေးအရာဟာအရေးကြီးဆုံးလို့ထင်ပါတယ်လေအိမ်ထောင်ကြီးဆိုတာဟာနှစ်ကူတစ်ဘဝဖြစ်တယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါခုနောက်ပိုင်းမှာအိမ်ထောင်ကြီးမှာဘာဖြစ်လို့မပြောမရွှင်ဖြစ်ပြီးတော့မှပြဿနာတွေတက်တယောက်နဲ့တယောက်ရန်ဖြစ်နောက်ဆုံးမဖြစ်နိုင်တော့တဲ့အဆုံးအိမ်ထောင်ကွေးတဲ့အထိဖြစ်သွားကြရတာပါလေအဲ့ဒါမစင်စားလို့မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်အိမ်ထောင်ကြီးတစ်ခုမှာဘယ်လိုမျိုးစိတ်သက်ရှိထားတဲ့လဲကိုယ့်ရဲ့စိတ်သက် mindset ဟာမမှန်ကန်ဘူးဆိုလို့ရှိရင်အိမ်မိသားစုအတွက်လုံးဝအဆင်မပြေပါဘူးအားကြောင့်မိသားစုမှာဘယ်လိုမျိုးစိတ်သက်ထားရှိတဲ့လဲဆိုတဲ့အရာကိုဒီနေရာအနေမျှဝေပေးချင်ပါတယ်အိမ်ထောင်ကြီးတစ်ခုထူထောင်လိုက်ပြီဆိုလို့ရှိရင်ဘောလုံးသမားတွေရဲ့စိတ်သက်မျိုးထားရှိဖို့လိုအပ်ပါတယ်ဘောလုံးပွဲတစ်ပွဲဟာရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေအသင်းသားအချမ်းချင်းဟာရှုံးလို့ဆိုပြီးတော့တယောက်နဲ့တယောက်အပြစ်မတင်ကြသလိုနိုင်လို့ရှိရင်လည်းတယောက်တည်းအောင်ပွဲမခံပါဘူးဘောလုံးပွဲတစ်ပွဲရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေအတူတူရင်ဆိုင်ကြော်ဖြတ်ကြတယ်ကိုယ့်ရဲ့အိမ်ထောင်ကြီးမှာလည်းအဲ့လိုဘောလုံးသမားတွေရဲ့စိတ်တစ်မျိုးထားဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အစင်မပြေတဲ့အခါကိုယ့်ရဲ့ဖန်တာကိုအပြစ်တင်မယ်ဒေါသတွေထွက်ပြီးတော့သူ့ကိုပဲအပြစ်ပုံချမယ်ဆိုလို့ရှိရင်ဘယ်လို့မှအစင်မပြေပါဘူးအဲ့လိုမျိုးစိတ်တက်ကတွေးမှားတဲ့အပဲဖြစ်ပါတယ်ဒီတော့လောက်ရမယ့်အရာကပါလဲဆိုလို့ရှိရင်အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါမှာအစင်မပြေတဲ့အချိန်မျိုးမှာပဲဖြစ်စေတယောက်နဲ့တယောက်အပြစ်ပုံချဖို့မဟုတ်ဘဲနဲ့တယောက်နဲ့တယောက်အားပေးကိုငင်ဖေးမတင်ပါတယ်အောင်ပွဲရသွားလို့ရှိရင်ငါကဒီလိုလှုပ်လိုက်လို့ပါဟဲ့ဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့နှစ်ယောက်အတူတူအောင်ပွဲခံဖို့ဖြစ်ပါတယ်အိမ်ထောင်ကြီးတစ်ခုမှာတစ်ခုခုအစင်မပြေတာနဲ့ကြုံတွေ့တဲ့အခါမှာနှင်းကြောင့်သူ့ကြောင့်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အစင်မပြေရင်လည်းပြဿနာကိုအတူတူအဖြေရှာဖို့ဖြစ်ပါတယ်အောင်ပွဲရလို့ရှိရင်လည်းနှစ်ယောက်အတူတူအောင်ပွဲခံဖို့ဖြစ်ပါတယ်အိမ်ထောင်ကြီးတစ်ခုမှာဘေးအရာတွေပဲကြုံတွေ့ရဆိုးဒီဖြစ်စေကောင်းဒီဖြစ်စေရှုံနိုင်ငါတို့ကအတူတူပဲဆိုတော့ဘောလုံးသမားရဲ့စိတ်တစ်မျိုးထားရှိဖို့လိုအပ်ပါတယ်အဲ့လိုထားရှိနိုင်မှမိသားစုဆိုတာအဆင်ပြေပြီးတော့ပျော်ရွှင်တဲ့ဘဝအတူတကွကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်တယောက်နဲ့တယောက်အပြစ်တင်နေလို့ရှိရင်သူရှုံးရင်ကိုလည်းရှုံးမှာပဲကိုရှုံးရင်လည်းသူကအောင်သွားမှာမဟုတ်ပါဘူးနှစ်ယောက်ကအတူတူပဲဖြစ်တယ်ဆိုတော့စိတ်တစ်မျိုးထားရှိဖို့လိုအပ်တဲ့အကြောင်းကိုဒီဗီဒီယိုထဲမှာအနေငယ်မျှဝေပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်